တနေ့လုံးအလုံးလုံးနေပေမဲ့ဘာလုံးမှမပြီးတယ်လို့ခံစားရဘူးလားဖုန်းအီးမေးလ်ဆိုရှယ်မီဒီယာတွေကြောင့်အာရုံမစူးစီးနိုင်တော့ဘူးလို့ခံစားနေရရင်ဒီဗီဒီယိုကအဖြေတစ်ခုပေးပါလိမ့်မယ်မင်္ဂလာပါဒီနေ့ကျွန်တော်ကစာရေးဆရာ Ken Newport ရဲ့ဒီဝက်အယူဆနဲ့ဘဝမှာဘယ်လိုအသုံးချရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြသွားမှာပါဒီဝက်ဆိုတာကအာရုံပြတ်နှံ့ခြင်းမရှိဘဲအလုပ်တစ်ခုကိုအာရုံစူးစိုက်ပြီးလုပ်ခြင်းလို့ခေါ်ပါတယ်ဒီလိုလုပ်နိုင်ရင်အလုပ်တွေလည်းပြီးမြောက်ပြီးကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပါတိုးတက်စေလာပါတယ်ဒီဝက်ကပုံမှန်လူတွေအတွက်လွယ်မလုံးနိုင်တဲ့အလုပ်မျိုးပါဒီဝက်နဲ့ပတ်သက်ပြီးဒီစာအုပ်ထဲမှာဥပမာလေးတချို့ပြောပြထားပါတယ်ပထမတစ်ခုက J.K. Rowling ပါသူမဟာ Harry Potter စီးရီးရဲ့နောက်ဆုံးစာအုပ်ကိုရေးရင်းစူညံတန်တွေကြောင့်အိမ်မှာအာရုံမစိုက်နိုင်တော့ပဲ Scotland Edinburgh မြို့မှာရှိတဲ့ကျယ်ငါးပွင့်ဟိုတယ်တစ်ခုကိုတွားနေပြီးစာရေးခဲ့ပါတယ်သူမကပြောပါတယ်အစမှာခဏပဲနေမယ်ထင်ခဲ့ပေမဲ့စာရေးတာအဆင်ပြေလို့နောက်ဆုံးစာအုပ်ကိုဒီနေရာမှာပဲပြီးအောင်ရေးနိုင်ခဲ့တယ်လို့ပြောပါတယ်နောက်ထပ်ဥပမာက Bill Gates ပါ1994ခုနှစ်မှာ Basic Programming Language ရဲ့ပထမဘာရှင်းကို10ပတ်အတွင်းမဲ့ရေးနိုင်ခဲ့ပါတယ်သူကအရန်အာရုံစူးစိုက်လို့ပုံရေးနေတော့ e-book ပေါ်မှာတော့အိပ်ပျော်သွားတတ်ပါတယ်ဒါပေမဲ့နိုင်တနားရီလောက်အိပ်ပြီးမူးလာနဲ့မပြီးသေးတဲ့နေရာကနေဆက်ရေးနိုင်ခဲ့ပါတယ်ဒီ basic software ကနောက်ပိုင်းမှာဘီလီယံဒေါ်လာတန်ကုမ္ပဏီရဲ့အခြေခံဖြစ်လာခဲ့ပါတယ်ဒီဥပမာတွေကိုကြည့်မယ်ဆိုရင် J.K. Rowling ရော Bill Gates ရောသူတို့အလုပ်ပြီးမြောက်ဖို့အတွက်အချိန်တစ်ခုသတ်မှတ်ပြီးဒီဘက်လုံးကြတာပါ Ken Newport ကလုံများနေတဲ့လူတွေတောင်အချိန်နည်းနည်းပေးပြီးဒီဘက်ကိုလေ့ကျင့်နိုင်တယ်လို့ပြောပါတယ်ဒီဘက်လုံခြင်းကအာယုံစူးစိုက်မှုပိုကောင်းလာပြီးအုံနောက်လည်းဖွံ့ဖြိုးလာပါတယ်ဒီဘက်ရဲ့စမ်းကျင်ဘက်ကတော့ Shallow Web ပါ Shallow Web ဆိုတာကတင်းရဲ့တနည်းတာကိုအရေးမကြီးတဲ့အရာတွေလုပ်ရင်းအချိန်ကုန်ဆုံးသွားတာမျိုးပါအထူးသဖြင့် social media မှာအချိန်ကုန်နေတာမျိုးပါShallow Web ကစိတ်အာရုံကိုပျက်စီးစေပြီးတကယ်အရေးကြီးတဲ့အလုပ်ပြီးမြောက်ဖို့အတွက်ဟန်တာဖြစ်စေပါတယ်ဒီလိုဖြစ်ခြင်းကို attention residue လို့လည်းခေါ်ပါတယ် attention residue ကြောင့်နောက်အလုပ်ကိုလုံးဝအာရုံစူးစိုက်ပြီးမလုပ်နိုင်တော့ပါဘူးဒီချက်ကိုကျွန်တော်အတွေ့အကြုံရလက်ခံပါတယ်ကျွန်တော်ဆိုရင်တကယ်လုပ်ရမယ့်အလုပ်ကိုအရင်မလုပ်ပဲအခြားဘာမဟုတ်တဲ့အရာတွေကိုလုပ်လို့ရှိပါတယ်အဲ့တော့ဘာကြုံရလဲဆိုရင် main test လုပ်တဲ့အခါမှာရှေ့ကလုပ်ခဲ့တာတွေပဲတွေးနေပြီးအလုပ်ကမပြီးတော့ပါဘူးဒါကြောင့်ဒီကွက်အတွက်အချိန်ကိုထိန်းသိမ်းထားပြီးကျဲလို့ဝက်ကိုရှော့ချဖို့အရေးကြီးပါတယ်Ken Newportကဆိုပါတယ်ကျဲလို့ဝက်ကိုရှော့ချပြီးဒီဝက်အတွက်အချိန်ကိုသိမ်းထားခြင်းဟာအောင်မြင်သူတွေရဲ့လိုအပ်ချက်တစ်ခုပါဒီဝက်ကိုအကောင့်ထဲပေါ်နိုင်ဖို့Ken Newportက rule လေးခုထုတ်ပြန်ထားပါတယ် rule number 1 work deeply ဒီဝက်ကသူ့လိုဖြစ်မလာပါဘူးလေ့ကျင့်တစ်ခုဖန်တီးရပါမယ်ဘယ်နေရာမှာလုံးမှာလဲဘယ်လောက်ကြာလုံးမှာလဲလုံးနေတော့အင်တာနက်သုံးမလားမသုံးဘူးလားစတာတွေကိုကြိုတင်စည်းကမ်းသတ်မှတ်ထားဖို့လိုအပ်ပါတယ်rule number 2 embrace boredom တန်းစီစောင့်နေတဲ့ကာစီးရဲ့ကာမျိုးတွေဆိုရင်ဖုံးမထုတ်ပါနဲ့ဖုံးမကြည့်ပဲမနေနိုင်တာဟာအာယုံစိုက်နိုင်စွမ်းကြက်သားတွေအားနည်းနေတာပါသိအုံနောက်ကိုဘာမှမလုပ်ပဲငြိမ်လေးနေခွင့်ပေးပါဒါမှအလုပ်လုပ်တဲ့အခါအာယုံစိုက်နိုင်စွမ်းကြက်သားတွေတန်မာလာမှာပါကျွန်တော်တို့အတွက်ဒီချက်ကတော့ခက်ခဲမယ်ထင်ပါတယ်ဘာလို့လဲဆိုရင်တကယ်ချင်းနေနဲ့စကားပြောနေရင်တော့ဖုံးတွေသုံးနေကြတာဆိုတော့လေဒီလိုပဲဖြစ်ဖြစ်စမ်းကြည့်စေချင်ပါတယ်လူနံပါတ်3 with social media ကိုလိုအပ်မယ်ဆိုရင်ဒါသုံးပါကိုယ့်အတွက်အရေးကြီးတဲ့အရာမဟုတ်ရင်ရှော့သုံးပြီးဒီ web အတွက်အချိန်ပိုပေးစေချင်ပါတယ်လူနံပါတ်4 brain the shadow ဒီနေ့တောင်မှတင်လုံးနေတဲ့အလုပ်တွေတဲကဘယ်အလုပ်က shallow web လဲဆိုတာခွဲခြားပါအရေးမကြီးတဲ့အရာတွေကိုအချိန်ကန့်သတ်ပါဥပမာဒီနေ့ကို shallow web အတွက်2နာရီပဲပေးမယ်လို့ကန့်သတ်လိုက်ခြင်းဖြင့်ဒီ web အတွက်အချိန်ပိုထွက်လာပါလိမ့်မယ်ဒီ rule လေးခုကိုနေ့စဉ်နည်းနည်းစီသုံးချနိုင်သိရင်တနေ့တာတကယ်ပြောင်းလဲလာမှာပါဒီနေ့ပြောခဲ့တဲ့အတိုင်းဒီ web ဟာအချိန်ပိုလောက်တာမဟုတ်ပါဘူးအာယုံကိုတစ်ခုတည်းမှာပဲထားပြီးညနေဆိုင်အလုပ်လုပ်ခြင်းဖြစ်ပါတယ်သင်လည်းတနေ့ကိုနိုင်တနာရီလောက်ပဲဖြစ်ဖြစ်ဒီ web စလုပ်ကြည့်ပါဒီဗီဒီယိုကဒီ web စာအုပ်အကြောင်းကိုအချင်းချုပ်ပြောပြခဲ့တာပါဒီစာအုပ်ထဲမှာဘာကြောင့်အလုပ်များနေုံနဲ့မထူးခြားလာရလဲကျဲလို့ web ကဘယ်လိုပုံစံနဲ့ကျွန်တော်တို့အာယုံကိုစုပ်ယူနေရလဲ attention residue ကိုဘယ်လို short ချမလဲဒီ web ကိုနေ့စဉ်ဘဝထဲဘယ်လိုထည့်သွင်းနိုင်မလဲဆိုတာတွေကိုဥမာများလေ့ကျင့်နည်းများနဲ့သေးစိတ်ပေါ်ပြထားပါတယ်အဲဒါကြောင့်မလို့ Ken Newport ရဲ့ဒီ web စာအုပ်ကိုဖတ်ကြည့်ပါလို့အကြံပြုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ပါက like လုပ်ပြီး subscribe နှိပ်ထားပါနော်နောက်ထပ်မတူညီတဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးသွားမှာပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်